နေ့စနိုးကလက်မောင်းသေးခြင်းနဲ့ဆိုတဲ့သူလေးတွေအတွက်ကိုမတက်ရက်စီရနေရာလေးတစ်ခုရှိအောင်နဲ့လုပ်လို့ရမယ့်လက်မောင်းလေးကျင်ကန်လေးတွေလုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်။အခုလေးကျင်ကန်လေးကိုစပြီးလုပ်မယ်ဆိုလို့ရှိရင်စနိုးနဲ့တူတူအစအဆုံးလိုက်လုပ်ရမယ်။ပြီးတဲ့အထီကိုလုပ်ရမယ်။ဈာထဲမှာတစ်ဝက်တစ်ပြက်ရက်လိုက်လို့မရဘူး။ပြီးရင်နောက်ထပ်တစ်ခုအရေးကြီးတာကြတော့လက်မောင်းကိုစပြီးလုပ်လိုက်တာနဲ့ညောင်းနေဆိုပြီးလုံးဝမချဖို့ကြည့်ပေးရမယ်နော်။လက်လုံးဝမချပါနဲ့ကဲစားရအောင်အဲ့ဒါဆိုရင်လက်လေးတွေကိုကာထုတ်လိုက်မယ်နော်ခါလေးဆက်မယ်လက်ပွားလေးတွေအောင်မှောက်ထားပေးမယ်နော်စဝိုင်းလေးကိုအရှိကနေအနောက်ကိုသွားမယ်20 1 2 3တော်တော်လေးသွားမယ်4 5 6 7 8 9 10 10 9 8 7 6 5 4 3 2 1 စဝိုင်းကအနောက်ကနေအရှိကိုလာမယ်10 9 8 7 6 5 4 3 2 1 1 2 3 4 5 6 7 8 9 10နောက်တစ်မျိုးပြောင်းမယ်လက်လေးကိုဆက်မယ်လက်တစ်ဖက်ကိုကွေးမယ်တစ်ဖက်ကိုဆက်မယ်ဒါမျိုးလေးသွားရအောင်ဒါလေး20နော်1 2 3 4 5 6 7 8 9 10နောက်ဆက်ကောက်10 9 8 7တလေးပုံမှန်ရှူထားမယ်6 5 4 3 2 1နောက်တစ်မျိုးလေးသွားမယ်လက်လေးတွေကိုဆန်လိုက်ပြီးရင်တောင်လေးကွေးမယ်လက်ပွားလေးကိုလှန်မယ်တောင်းမှန်ပုံစံလေးထားမယ်နော်ပခုံးလေးတွေဖြောထားမယ်ဒါလေးကိုအောက်ကလေးကိုမှောက်မယ်ပြန်လှန်မယ်20 1စံထုံမယ်2 3ပြန်ဆန်မယ်4 5ဆက်ဆက်ရမယ်နော်6 7ပုံမှန်လေးရှုသွင်းရှုထုတ်တာ8 9 10နောက်ဆက်ကောက်10 9 8 7 6 5 4 3 2 1လက်လုံးဝမချနဲ့နော်ဒီတောင်းမှန်လေးကိုနောက်တစ်မျိုးကတ်လိုက်မယ်ပြန်ကားထုတ်မယ်နော်1ကားထုတ်2 320နော်4 5 6 7 8 9တထောင်နဲ့ပခုံးနဲ့တတန်းနဲ့ထားမယ်နော်10နောက်ဆက်ကောက်10လက်လေးအရင်ညောင်းလာလိုက်မယ်9လုံးဝမချနဲ့နော်8ကိုစိတ်ကိုနိုင်အောင်ထိ7 6 5 4 3 2 1နောက်တစ်မျိုးလေးလာမယ်လက်လေးကိုပုံမှန်စနုပ်ပေးလိုက်လေးနည်းနည်းဆောင်းပြမယ်နော်ဒီလက်လေးကိုတထောင်မြောက်မယ်ပြန်ချမယ်ချမယ်ဆိုဟိုးအောက်ထိမချနဲ့နော်မခုံနဲ့တထောင်နဲ့တန်းသွားရင်ရပြီ20 1 2လက်လေးတွေစီထား3 4 5 6 7 8 9 10နောက်ဆက်ကောက်10 9 8 7 6ခုံလေးတွေဖြောမယ်5 4 3 2 1 okay ရှေ့လေးလားနောက်တစ်မျိုးလေးကကြတော့လက်လေးကိုကာထုတ်လိုက်မယ်အဲ့တော့အောက်မှာဆိုရင်လက်ဖွာအပေါ်မှာဆိုရင်လက်ဖမိုးအောက်မှာဆိုရင်လက်ဖွာအပေါ်မှာဆိုရင်လက်ဖမိုး okay လား20 1 2 white သွားတဲ့ပုံစံလေး3 4 5 20နော်6 7 8 9 10 10 9 8 7 6 5 4လုံးဝမချနဲ့နော်3 2 1နောက်နှစ်မျိုးပဲကျန်တော့တယ်ဒီလက်လေးကိုအရင်ဆန်ထုတ်လိုက်ပြီးရင်လက်ဖမိုးလေးမှောက်ထားမယ်နော်လက်တစ်ဖက်လေးအကောင်မမြောင်မယ်ချမယ်တထောင်လေးလုံးဝမကွေးနဲ့ဒါလေးကို20သွားမယ်နော်ဒါလေးတော့မြန်ပါတယ်1ချမယ်2ချမယ်3 4 5 6 7 8 9 10နောက်ဆက်ကောက်10 9 8 7 6 5တကူပုံမှန်ရှူတာ4 3 2 1တမျိုးပဲကျန်တော့တယ်လက်ပွားလေးလှန်လိုက်မယ်နော်ကောင်းမွန်စံထုံးမယ်ပြန်ချမယ်1
2 3ဆုံးသွားမယ်နော်4ပြန်ချမယ်5ပြန်ချမယ်6 hold out ထိမချနဲ့နော်7 8ပခုံးနဲ့လက်နဲ့တန်းနဲ့အထိပဲ9ပြန်သွားမယ်10နောက်10က10 9 8စိတ်လေး short ထား7ပြီးတော့မယ်လို့တွေးတာ6 5 4 3 2 1 okay ကဲရန်တော့တယ်လက်ကဝဲလေးတွေရှောင်းမယ်နော်ညသီးလေးဆုပ်ပြီးတော့လှဲတွင်ရနေအပြင်ရနေတွင်လက်လေးတွေခါကဲတော့အခုဗီဒီယိုလေးကကြတော့သူကလက်မောင်းသေးချင်တဲ့သူလေးတွေအတွက်ကိုလုပ်ပေးထားတဲ့ဗီဒီယိုလေးပေါ့နော်ဒီလေး